တရားရဲ့နိလန်းနဲ့အသက်မွေးရမယ်တရားမြတ်တာဆိုအသက်မွေးရမယ်မတရားတဲ့နိလန်းနဲ့အသက်မမွေးရဘူးအဲ့တော့ဒုစရိုက်နဲ့အသက်မမွေးပဲနဲ့သူစရိုက်နဲ့ပဲအသက်မွေးတာဓမ္မစီဝီလို့ခေါ်တယ်သူစရိုက်ထဲမှာလည်းပဲပညာနဲ့အသက်မွေးတယ်ပညာစီဝီအဲ့ဒါဟာအကောင်းဆုံးအသက်မွေးခြင်းပဲဖြစ်တယ်ပေါ့အလုံးပေါင်းလိုက်တက်ကဓမ္မစီဝီဆိုပြီးတဲ့နောက်ပြီးပြီလားဆိုအပ္ပမတ္တတာဆိုပြီးနောက်ဆုံး9ခုမြောက်မှာထပ်တယ်ရှေ့နားမှာလည်းပဲတတိမတော်ဆိုတာထည့်တယ်အခုနောက်ဆုံးမှာလည်းအပ္ပမတ္တတာရှင်မှုမေးလျော့ခြင်းမရှိဘူးဆိုတာလည်းတတိထားရမယ်ဆိုတာကိုပြောတာအဲ့တော့တတိကိုနှစ်ထပ်ကွမ်းဟောတာဒီမှာဘာကြောင့်နှစ်ထပ်ကွမ်းဟောလဲခုနကတော့ဥဒ္ဒနာဝတ္တောတတိယဘာလဲအခုဒီအပ္ပမတ္တဆိုတဲ့တတိယဘာလဲဆိုဥဒ္ဒနာဝတ္တောမှာဆိုတဲ့တတိက mindfulness ကိုပြောတာအလုံးလုံးပြီဆိုရင်အာယုဆိုင်ရမယ်နော်အမတ်တမဲ့ဘာမှမလုပ်ရဘူးအာယုဆိုင်ရမယ်အမြဲတမ်းအာယုဆိုင်အဲ့ဒါအရေးကြီးတဲ့တတိပဲအပ္ပမတ္တတာဆိုတာဘဝကိုမမေ့ရဘူးအောင်မြင်လာလို့ရှိရင်အောင်မြင်တဲ့အပေါ်မှာမေ့မနေနဲ့လို့ပြောတာနော်အကြောင်းတရားတွေကောင်းစားလာလို့အကြောင်းတရားတွေကြောင့်လူတယောက်ဟာကောင်းစားလာပြီဆိုတဲ့အခါကျတော့အဲ့ဒီကောင်းစားလာတဲ့အပေါ်မှာရှစ်မှုမေ့လျော့မှုဆိုဖြစ်လာတာအဲ့ဒီရှစ်မှုမေ့လျော့မှုမရှိရဘူးလို့အပ္ပမတ္တတာကိုပြောတာနောက်ဆုံးတတိယအပ္ပမရပဲနော်ရှစ်မှုနေလို့ရှိရင်မှားယွင်းသွားနိုင်တယ်ဒါကြောင့်မို့ရှစ်မှုမေ့လျော့မှုမရှိရဘူးလို့တတိကိုနှစ်ထပ်ဟောတာမြတ်စွာဘုရားတတိမတော်အပ္ပမတ္တတာအဲ့ဒီလိုနေထိုင်တဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့စိစိတ်ဥစ္စာကြွယ်ဝချမ်းသာခြင်းဂုဏ်သတင်းချီးခြင်းဆိုတဲ့ယတဆိုတဲ့ခြေဆုတရားတွေကိုရရှိနိုင်ပါတယ်လူလောကမှာအောင်မြင်သူဖြစ်နိုင်ပါတယ်လို့သူဆိုလို့တယ်နော်အောင်မြင်ကြော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်လာနိုင်တယ်ဆိုကြိုးစားမှုကစတာပဲဒါအဲ့တော့ဒီဒေသနာတော်မှာကြည့်မယ်ဆိုရင်လုံးဝမဲ့ချက်တွေကိုကိုပြောထားတာအဲ့ဒီအလုပ်တွေဟာတခုမှမချွေရင်းစေပဲနဲ့ကိုယ်တဏ္ဍမှာပြည့်ပြည့်စုံအောင်လုပ်ဖို့လို့ဆိုလို့တယ်ကြိုးစားမယ်ကြိုးစားတဲ့အခါမှာတတိရှိရမယ်ကိုလုပ်တဲ့လုပ်ငန်းမှာစင်ကြယ်တန်ရှင်းတဲ့လုပ်ငန်းမျိုးအလုပ်မျိုးဖြစ်ရမယ်လုပ်တိုင်းဟာအသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားပြီးပြုလုပ်တယ်အယံဘယ်တော့မှမလုပ်ဘူးတင်ညတကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဓမ္မဇီဝီတ